ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီစေချိန်မှာကျွန်တော်ချင်းမိတ်ဆွေတို့ကျွန်တော်မကြံခဲ့ရအောင်နော်မကြံခဲ့ရအောင်ဆိုတာဘယ်လိုပြောချင်တဲ့တဲ့ပဲလို့ဆိုကျွန်တော်ဒီကျွန်တော်ပြီးတဲ့ဗီဒီယိုဖိုင်မှာကျွန်တော်6လုံးမိုင်နဲ့ဒါအမှားကြီးနဲ့တွေ့ပြီးတော့ကျွန်တော် break နဲ့ပေါ့နော်တော့လမ်းကောင်းကြီးထုတ်ပြီးခဲ့တယ်ပေါ့နော်ကျွန်တော်ဒီလုံးမိုင် site နဲ့လည်းကျွန်တော်ကကနန်းဆက်ပြီးတော့ကျွန်တော်ကနန်းထပ်ထုတ်ပြီးချင်တာပေါ့နော်အဲကြောင့်လဲဆိုတော့ကျွန်တော်6လုံးမိုင်ကကျွန်တော်တို့ဒါကျွန်တော်တို့6လုံးမိုင် site ကသူက9ကြိမ်ဇက်တိုက်10ကြိမ်နော်ကျွန်တော်တို့ဒါကတ်လာပေါ့နော်လုံးမိုင်ကကျွန်တော်တို့ဒါလွဲနိုင်တဲ့အနေထားမှာလည်းရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ဒီလုံးမိုင် site ဆိုင်တယ်ပေါ့နော်အဲဒီ site နဲ့ site အဲ့ဒီကလုံးမိုင် site ကလည်းကျွန်တော်တော်တော်လေးကောင်းတဲ့ site လေးဖြစ်ပါတယ်ကျွန်တော်တို့လာမယ်လို့လည်းကျွန်တော်ကထင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒါဒီလုံးမိုင် site နဲ့ကျွန်တော်အမှားကြီးနဲ့ကျွန်တော် break ကြီးနဲ့ဟိုဒါပြီးတော့ကနန်းထုတ်ပြမှာဖြစ်ပါတယ်နော်ကျွန်တော်လုံးမိုင် site ပဲလို့လာလဲဆိုတော့ကျွန်တော်တို့ဒီခွန်နဲ့တုံညာနဲ့နှလုံးပေါင်းကြီးခွန်ပေါ့နော်အဲ့ဒီခွန်ဒီနှလုံးပေါင်းကြီးခွန်ရဲ့နှက်ကတုံညာပေါ့နော်ကျွန်တော်ဒါနှက်ခက်ယူပါတယ်ဒီနှလုံးပေါင်းကြီးခွန်ရဲ့နှက်ကတုံညာအဲ့ဒီတုံညာနဲ့ဒီကခွန်နဲ့လှမ်းပေါင်းတယ်ကျွန်တော်တို့ကလုံးမိုင်တစ်လုံးရပါတယ်ခွန်လုံးမိုင်ဟုတ်ကဲ့ဒီနှလုံးပေါင်းကြီးက30ပေါ့နော်30ဆိုတော့တုံညာရဲ့နှက်ကခွန်နဲ့အဲ့ခွန်ရဲ့ကျွန်တော်တို့ဒီကခွန်နဲ့ပေါင်း4လုံးမိုင်ရပါတယ်အဲ့4လုံးမိုင်နဲ့အောက်ပါတယ်နော်ဒီနှလုံးပေါင်းချင်းကကျွန်တော်တို့ခွန်ရဲ့နှက်ကတုံညာအဲ့တုံညာနဲ့ဒီ3နဲ့လမ်းပေါင်းလာတယ်ကျွန်တော်တို့ကဘာလုံးမိုင်ရလဲဆိုတော့3လုံးမိုင်ရပါတယ်အဲ့3လုံးမိုင်ဒီမှာအောက်ပါတယ်နော်ဒီရှင်းနှလုံးပေါင်းချင်းတစ်ရဲ့နှက်ကရှဲတယ်အဲ့ဒီရှစ်ကဒီပေါ်ကရှင်းနဲ့လမ်းပေါင်းလာတယ်ကျွန်တော်တို့ကဘာလုံးမိုင်ရလဲဆို6လုံးမိုင်ရပါတယ်အဲ့6လုံးမိုင်ဒီမှာအောက်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းက4ရဲ့နှက်က2အဲ့ဒီ2ရင်ဒီက9ထိန်နဲ့လမ်းပေါင်းလာတယ်ကျွန်တော်တို့ကဘာလုံးမိုင်ရလဲခွန်လုံးမိုင်ဟုတ်ကဲ့ဒါဆိုရင်ဒီနှလုံးပေါင်းချင်းက4ဗျာ4ရဲ့နှက်က2နှစ်ကဒီနှလုံးပေါင်းလိုက်ဒီပေါ်ကထိတ်နေကျွန်တော်ဒီနှစ်ထိတ်နေပေါင်းလိုက်ကျွန်တော်တို့8လုံးပါဒီမှာ8လုံးပါချဒီ8လုံးပေါင်းချင်းက1ရဲ့နှက်က8လို့ရတယ်8နဲ့ဒီနှစ်ထိတ်နေလမ်းပေါင်းလိုက်ကျွန်တော်တို့က3ညလုံးပါဒီမှာ3ညခါထည့်ပါနော်ဒီကလေးပင်ကဒီလုံးမိုက်ဆိုင်လိုက်တာကျွန်တော်တို့ထိမိလေးရတယ်ပေါ့နော်ဒါဆိုဒီပင်မှာဒီနှလုံးပေါင်းချင်းက3နဲ့3ရဲ့နှက်က5တဲ့9နဲ့ဒီထိတ်3နဲ့ပေါင်းချင်းကကျွန်တော်တို့ပါရတယ်8လုံးမှန်ကျွန်တော်ဒီပင်မှာဒီ8လုံးမှန်ပို့ပြီးတော့ကျွန်တော်ကြိုက်နော်8လုံးမှန်ပို့ကြိုက်အဲ့တော့ကျွန်တော်ဒီ8လုံးမှန်နဲ့ကျွန်တော်နောက်ထပ်ကီးအမှားကီးပေါ့နော်အမှားကီးကျွန်တော် YouTube channel အောက်မှာလာပြီးတော့မှန်သွားတယ်ဒီဝါနာရှင်လေးပေါ့နော်ဝါနာရှင်လာတာပေါ့သူကနေပြီးတော့ထွက်ပြီးသားကဏ္ဍကိုကျွန်တော်တို့တစ်ခွန်တင်နဲ့ပေါင်းပါနော်ဒါအမှားကီးနေနဲ့ရတာ339ပင်ကျွန်တော်တို့ပေါင်းကြည့်လိုက်3ခွန်3ညတစ်ခွန်တင်နဲ့ပေါင်းရင်3ခွန်3ညအဲ့ဒီ3ခွန်3ညဒီမှာတစ်လုံးနေပါခွန်လို့ပါနော်နှလုံးဆင်းပြီးတော့ခွန်ကိုကိုလည်းကျွန်တော်တို့တစ်ခွန်တင်နဲ့ပေါင်းရင်843ည843ညမှာကျွန်တော်တို့3ညနှလုံးဆင်းသွားတာနော်ခွန်3ညကိုကျွန်တော်တို့တစ်ခွန်တင်နဲ့ပေါင်းရင်မရလဲ8ခွန်1ကကျွန်တော်တို့ဒီမှာခွန်နှလုံးဆင်းပြီးသွားတာ3ခွန်မှာကျွန်တော်တို့တစ်ခွန်1ပေါင်းလိုက်ရင်448ဆိုတော့ဒီမှာ48နှလုံးဆင်းတာနော်နှလုံးချပြရရတယ်နော်ဒါပေမဲ့ကျွန်တော်ဒီ8ကိုလေးကိုလည်းကျွန်တော်ကတစ်ခွန်တင်နဲ့ပေါင်း965ရအဲ့965လည်းဒီမှာ96နှလုံးလုံးထည့်တာနော်ဒီ963ကိုလည်းကျွန်တော်ကတစ်ခွန်တင်နဲ့ပေါင်းရင်634ဒီမှာ6တလုံးထည့်သွားတာနော်68ကိုလည်းကျွန်တော်ကတစ်ခွန်တင်နဲ့ပေါင်းရင်958ဆိုရပါဒီမှာခွန်တလုံးထည့်သွားတာနော်388မှာလည်းကျွန်တော်တစ်ခွန်တင်နဲ့ပေါင်းရင်4590ရတယ်ဒီမှာ9လုံးထည့်သွားတာဒါပြင်339မှာလည်းကျွန်တော်တို့တစ်ခွန်တင်နဲ့ပေါင်းရင်4ခွန်3ကြီးရပါတယ်နော်ဒီကြီးကလည်းတော်တော်ကြီးကိုကောင်းတဲ့ site ပါနော်ဒါပြင်ဒီကြီးနဲ့ကျွန်တော်တို့က8လုံးမှန်တယ်ဆိုရင်ကျွန်တော်တို့ကတ်လိုက်8လုံးမှန်တယ်ကျွန်တော်တို့ကဒီကြီး8လုံးမှန်နဲ့ခွန်8လုံးမှန်နဲ့3ညပါနော်ဒီမှာကျွန်တော်ပြချင်တဲ့ break site ကနော် break site ကကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာလည်း break တွေအများကြီးပြခဲ့တယ်နော် break site မပြခင်မှာကျွန်တော်ဒီ8လုံးမှန်နောက်ထပ်အားဖြည့်မဲ့မှုတူမှုပေါ့နော်နောက်ထပ်အားဖြည့်မဲ့မှုတူမှုဘယ်လိုဖမ်းလာလဲဆိုရင်ကျွန်တော်တို့ဒီအပြင်စဒီနှလုံးပေါင်းချင်းက10နဲ့ဒီ3လုံးပေါင်းချင်း2လုံးမှန်အဲ့2လုံးမှန်တပင်းချုံမလားချ
ဒီနှလုံးပေါင်းချင်းကတစ်နဲ့ဒီသုံးလုံးပေါင်းချင်းခွန်နဲ့ပေါ့ရှစ်လုံးမှန်တယ်အဲ့ဒီရှစ်ကတပင်ကျော်မှလာရိုက်တာဒီနှလုံးပေါင်းချင်းက3နဲ့ဒီက6နဲ့ပေါ့9လုံးမှန်အဲ့ဒီ9ကဒီမှာရိုက်တာဒီနှလုံးပေါင်းချင်းက1နဲ့ဒီတပင်ကျော်ကဒီသုံးလုံးပေါင်းချင်းခွန်နဲ့ပေါ့ရှစ်လုံးမှန်အဲ့ဒီရှစ်ကဒီတပင်ကျော်မှလာထည့်မှာနော်ဒီတော့မှာရှစ်လုံးမှန်လာထည့်မှာအဲ့တို့ကျွန်တော်ရှစ်လုံးမှန်နဲ့ကျွန်တော်ဒီကီးနဲ့ကတ်တာပေါ့နော်ကတ်တာကျွန်တော်တို့ break ကဘယ်လိုလာမလဲဆိုရင် break ကဒီပြန်ကစတာပေါ့နော်3ညရဲ့ပါဝါက9 3ညနဲ့9နဲ့ပေါ့ကျွန်တော်တို့ကပါ5 break 6 break 9 break အဲ့မှာကျွန်တော်9 break အောင်တယ်9ရဲ့ပါဝါကကျွန်တော်တို့2 9နဲ့2နဲ့ပေါ့ကျွန်တော်ပါရမယ်9 10 1 break အဲ့မှာ1 break အောင်တာနော်4ရဲ့ပါဝါက9တဲ့4နဲ့9နဲ့ပေါ့ရင်ပါရတယ်3 4 5အဲ့မှာ4 break 5 6 3 4 break ထုတ်3ရဲ့ပါဝါကကျွန်တော်တို့8တဲ့ဒီနှလုံးပေါင်းရင်ကျွန်တော်တို့ပါရတယ်1 1နဲ့3နဲ့အဲ့မှာ1 break တဲ့6 8 9 1 break နော်ခွန်ရဲ့ပါဝါကကျွန်တော်တို့ပါရတယ်2ခွန်နဲ့2နဲ့ပေါ့ကျွန်တော်တို့9တဲ့9 3ည1 break အဲ့ဒီမှာ1 break အောင်နော်ခွန်ရဲ့ပါဝါကလည်း2ပြန်မယ်9နဲ့2နဲ့ပေါ့9 3ည1 break အဲ့ဒီမှာ9 break အောင်တယ်နော်8ရဲ့ပါဝါက3နဲ့8နဲ့3နဲ့ပေါ့ကျွန်တော်တို့က1 2 3 break အဲ့ဒီမှာ2 break အောင်တယ်နော်9ရဲ့ပါဝါကကျွန်တော်တို့ဒီမှာ4ဆိုတော့9နဲ့4နဲ့ပေါ့3နဲ့3 4 5 break 3 4 5 break ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တော့ကျွန်တော်တို့ break ကနော်ဒီ3 break 5 break နှစ်ခုပုံတူပါတာပေါ့နော်ပုံတူပါတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ3 break နဲ့5 break ဦးစားပေးကစားဖို့ပေါ့နော်ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့8 4အတွက်8ခွန်အတွက်8 3ညအတွက်8 4အတွက်8ခွန်အတွက်8 3ညအတွက်ဒီမှာ3 break ဆိုတော့ကျွန်တော်တို့က1ထက်3 break ဆိုတော့ကျွန်တော်တို့ကဒီမှာ8ထက်3 break ဆိုကျွန်တော်5ထက်နော်ဒီမှာ4 break ဆိုတော့ကျွန်တော်တို့2ထက်မယ်4 break ဆိုတော့ကျွန်တော်9ထက်မယ်4 break ဆိုတော့ကျွန်တော်တို့ဒီမှာ6ထက်5 break ဆိုကျွန်တော်တို့3ထက်မယ်3ညထက်မယ်9ထက်နော်အဓိကကစားလိချင်းတဲ့ခဏကကျွန်တော်တို့3 break နဲ့5 break ကိုဦးစားပေးကစားပါနော်ဒီကင်တန်းတွေကိုကျွန်တော်တို့ဒါ short တက်လို့မရဘူးเนาะကျွန်တော်တို့9တလုံးမပါခဲ့ဘူးဆိုရင်ဒီကောင်ထဲမှာကျွန်တော်တို့ပါနိုင်တယ်အားလုံးပဲကန်ကောင်းကြပါလိမ့်မယ်ကိုလက်ပါเนาะဒါကတော့မိမိတို့တန်ရကိုစိတ်ကြိုက်ကိုကျွန်တော်ထိုးသိချင်ပါတယ်ရှစ်ကြိုက်တဲ့မိတ်ဆွေတို့ဒီရှစ်နဲ့ဒီပရိနဲ့ကျွန်တော်ဒါကင်ထိုးเนาะ9ကြိုက်တဲ့ပြီးခဲ့တဲ့ပထမဆုံးပြရတဲ့ဗီဒီယိုဖိုင်က9ကြိုက်တယ်ဆိုရင်ကျွန်တော်9နဲ့ရှစ်နဲ့တွဲပြီးတော့ထိုးเนาะအားလုံးပဲကိုယ်ဆုံးဖြတ်ချက်နဲ့ကိုလာလိမ့်ချင်ပါတယ်အားလုံးပဲကန်ကောင်းကြပါလိမ့်ဗျာနော်ပေးချင်မှုမှန်ကန်နိုင်ပါလိမ့်နော်အားလုံးလည်းပေါက်ကြပါလိမ့်လို့ကျွန်တော်ရေးလေးဆူတောင်းပေးနေတဲ့ဒီဗီဒီယိုဖိုင်မှာလည်းဆုံးသက်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုနောက်ပိတ်ဆုံးဗီဒီယိုဖိုင်ပေါ့နော်ဒါဒီဘက်မှာဒါဖိုင်နယ်ဗီဒီယိုပဲပေါ့နော်ကျွန်တော်တို့ဒါအောင်မြင်ကြပါစေဟုတ်ပြီနော်ကျွန်တော်တို့ဒါ screenshot လေးရိုက်လို့ရပါနော် screenshot ရိုက်လို့ဒါတိတ်ပေါ့နော်